ဒီနေရာလေးကတော့ပန်းရွှေဆက်တော်ပါရှင်ဒီနေ့မဝရောက်နေတဲ့နေ့လေးကတော့28ရက်2လ2026ဖြစ်ပါတယ်ဒိတ်လေးတွေတိကျပြောပြထားပါတယ်နော်ဒါကတော့အောက်ဆက်တော်ရပါဒါအောက်ဆက်တော်ရကိုရဘက်ပြရတဲ့ပြင်ခွင်းလေးဖြစ်ပါတယ်ဒီအောင်လေးတွေထိပြီးတော့အရန်ဟိုမှာကြီးညိုတက်ပဲကကောင်းပါနော်ဖြစ်ဆက်တော်မှာလူတွေစီပြီလားမစီလားမင်းနေကြလို့လေလက်ရိုက်ပြမယ်နော်ညာစည်းတဲ့လေးရိုက်ပြပေးမယ်အခုမှမြင်နေရတာကတော့အထက်ဆက်တော်ရပါညဘက်ဆိုရင်ချောင်းရည်လေးကတော့အပြည့်ပါပဲနော်ချောင်းရည်လေးကခုလိုအပြည့်ပါပဲဖြစ်ဆက်တော်မှာလူစီလားမစီလားဆိုလို့ရှိရင်တဲတွေတော့ငှားစရာနေရာမရှိတော့ပါဘူးဒါကညာစည်းတဲ့မိုင်ရတယ်လူတွေကထောင်းလေးတွေဒါကတော့ဈေးနှုန်းလေးတွေပါညဘက်မှာဈေးဆိုင်တန်းတွေကအဆုံးရှိတယ်နော်ဆိုင်တွေအကုန်လုံးနေရာလက်မရှိအောင်ပြည့်နေပါပြီရှင်းဆက်တော့သွားရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတဲ့သူတွေတေချာလေးကြည့်ပေးပါနော်ဘာမှမဖြစ်လို့လေဒီမှာလူတွေအဲ့လောက်တောင်စီကားနေတာပါဒါဆိုရင်အထက်ဆိုင်တန်းလေးတွေရှိမယ်ဒီမှာဆိုရင်ဝါးနဲ့လုပ်ထားတဲ့တက်တက်ကလေးတွေဘယ်မှာဆိုလို့ရှိရင်တောက်ပတိလေးတွေပုတ်ထုတ်တွေဒါလေးကတော့ရှင်းဆက်တော့မှအများနဲ့တွေ့နေကြဆိုင်ငန်းလေးတွေပါဆိုင်ငန်းတွေကတော့ဒီလိုမျိုးပဲညာမှာရှိပါတယ်နော်ဒါကတော့အောက်ဆက်တော်ရပါဒါကတော့ညာစည်းတန်းရှောင်နေကြတဲ့သူတွေပါအထက်ဆက်တော်ရဘက်ကိုတရားလေးကနေကူးကြမယ်နော်ဒီမှာမဝဟိုတစ်ခေါက်ကရိုက်ပြခဲ့တဲ့တနခါးတယ်လေးပါဟောဒီရေဦးလည်းရောဟုတ်လားတနခါးလေးနော်မဝက်မြေစာဥတွေပေါ်နေပါပြီနော်မြေစာဥတွေအစိမ်းလည်းရှိတယ်ပြုတ်ပြီးသားလည်းရှိတယ်ကဲခုဆိုလို့ရှိရင်ဒီဘက်တရားကနေဖြတ်ပြီးတော့အထက်ဆက်တော်ရဘက်ကိုသွားကြည့်မယ်ဒီတရားပေါ်မှာတော့နေလေးကိုအေးနေရမယ်နော်ဒါကတော့အထက်ဆက်တော်ရဘက်ကိုကူးတဲ့တရားပါအိုးမှာအထက်ဆက်တော်ရကြီးကိုမြင်နေရပါတယ်နော်ဒီရှိတဲ့ကမြင်နေရတဲ့မဟုတ်ဘူးကတော့အထက်ဆက်တော်ရကိုခြေချင်းတက်တဲ့လမ်းလေးပါထက်ဆက်တော်ရကိုတက်မယ်ဆိုလို့ရှိရင်ဒီမှာရွှေစောင်းနှန်းငွေစောင်းနှန်းဗရမ ्या စောင်းနှန်းဆိုပြီးတော့စောင်းနှန်းသုံးသွယ်လေးရှိပါတယ်ရှင်ကြိုက်တဲ့စောင်းနှန်းလေးကနေဖះကိုတက်ရောက်ခုမြော်လို့ရပါတယ်ကိုညဘက်တက်ချင်ရင်လည်းပြီးတက်ပါတယ်နော်ဒီလိုမျိုးကားလေးတွေနဲ့တဦးကို3000ကျပ်ပါပြီးတက်ပါတယ်ညဘက်အေးအေးစစ်စစ်တောင်ပေါ်မှာသွားပြီးတော့ပရိစိတ်ဆင်းတဲ့သူတွေအတွက်အဲ့တော့အချောက်ချမ်းမျိုးစုံပေါ့နော်လက်ပံပွင့်6တို့ညှစ်6တို့စုံပါပဲမကြီးပြီးတို့ဒါကအထက်ဆက်တော်ရနားမှာရှိတဲ့ဈေးတန်းလေးပါရှင်းဆက်တော်ကိုရောက်ရင်ဒီလိုမျိုးချောင်းကိုဖြတ်ထိုးထားတဲ့ဝါဒရာလေးမှာညာဘက်ဆိုလေးညင်းလေးခံရင်းနဲ့လေခံရတဲ့ရတာလေးကဘာနဲ့မှမတူပါဘူးရေစီးတန်းနေတော့အရမ်းပဲညဘက်ဆိုလို့ရှိရင်ရေကအပြည့်လွတ်ပါတယ်နေ့ကင်းဘက်ဆိုလို့ရှိရင်တော့ဆယ်ရီလေးကိုတာတမန်လေးတော့ရေထိန်တကားလေးနဲ့သူတို့လွတ်ပေးတဲ့အတွက်ကြောင့်မလို့နေ့ကင်းဘက်ဆိုရင်တော့ရေကဒူးလောက်ပဲရှိပါတယ်နော်ညဘက်ဆိုလို့ရှိရင်တော့စီးရင်ရေညွန့်လောက်ထိတော့ရင်ဘက်မြုပ်လောက်ထိတော့ရှိပါတယ်ဒါကတော့ရွှေဆက်တော်ရဲ့ညဘက်ချောင်းရည်ခြေနေလေးပါ
ဒီလိုဝါတရားလေးမှလေထိုင်ပြီးတော့လေးညင်းလေးတွေခံလို့အရန်ကောင်းပါတယ်ကိုမတငယ်ချင်းတွေမိတ်ဆွေတွေပါတယ်ဆိုရင်တရားလေးပေါ်မှာအခုလိုမျိုးလေးဝိုင်းဖွဲ့စားတောက်ပြီးတော့လည်းဒီလိုကောင်းပါတယ်ရှင်ထက်ဆက်တော်ရာနဲ့အောက်ဆက်တော်ရာဆိုလို့ရှိရင်အောက်ဆက်တော်ရာဘက်မှာလူတဲတာပုံများပါတယ်အောက်ဆက်တော်ရာဘက်မှာကတဲတဲ့လူတွေအများများပါတယ်เนาะအထက်ဆက်တော်ရာဘက်မှာတဲတဲ့လူနည်းပါတယ်เนาะမောင်တို့လည်းအောက်ဆက်တော်ရာမှာပဲတဲပါတယ်ဒီဇက်နာကတဲလေးဒီမှာတဲပါတယ်သမင်းကိုတော့ဒီရွှေဆက်တော်မှာရှိတဲ့တရုတ်ဟင်းရောဗမာဟင်းရောရတဲ့ဆိုင်လေးမှာမောင်ကတော့အထားပေးပါတယ်เนาะခုလိုမျိုးပတ်ကိစုံစုံလေးလေးနဲ့ရွှေဆက်တော်ဘုရားကိုစိတ်အေးချမ်းသာစွာပြုကျင်နေဆိုလို့ရှိရင်မောင်တို့ရဲ့ကျွမြကျော်ထော်မဲ့တူကနေပြီးတော့စင်းလုံးငါးတွေကောလက်မှတ်ရောင်းတွေကောရွှေဆက်တော်တည်တံ့ခီးစဉ်လေးပြည့်ဆွဲပေးနေပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်မောင်တို့ရဲ့ကျွမြကျော် travel တို့ Facebook page လေးကို like and follow လေးလုပ်ပြီးတော့ဒီစဉ်လေးတွေစစ်ဆက်မပြတ်ဝင်ရောက်ကြည့်ရှုလို့ရပါတယ်เนาะစိတ်ပါတယ်ဆိုလို့ရှိရင် page ကနေပြီးတော့ဖုန်းနံပါတ်လေးတွေချပေးထားပါတယ်အဲ့ဒီဖုန်းလေးကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ဒီစဉ်လေးတွေပို့ပြီးလို့ရနေပါပြီခေတ်ဆက်တော်တည်တံ့ခီးစဉ်လေးကိုမောင်တို့ကစားတဲစီးငင်းကိုမှတဦးကို2,100,000ကျပ်နဲ့ပြေးဆွဲပေးနေပါတယ်ရှင်ဒီမှာအောက်ဆက်တော်ရရဲ့အရှိမမောင်ကတော့ရာသီဥတုလေးအေးနေလို့စာစံချက်ပူပူလေးဝတ်တောက်ခဲ့ပါတယ်တပွဲကိုမှ2,000မှာခုလိုမျိုးစာစံချက်လေးပါရှင်လူဆိုင်လေးတွေကတော့မီးမထွန်းထားပါဘူးเนาะဖျားမီးရောင်လေးနဲ့ရောင်းတာလိုမျိုးလေးတောက်လို့ကောင်းပါတယ်ပူပူလေးနောက်ဟိုဘက်မှာဆိုလို့ရှိရင်လည်းရန်ကုန်မခင်းကားဆိုင်လေးတွေလည်းရှိပါတယ်ရန်ကုန်လက်ရမခင်းကားလေးတွေညဘက်ကိုသမင်းမစားကျင်တဲ့လူတွေအဲ့လိုမျိုးလေးတွေရှောက်ပတ်စားလို့ရပါတယ်